ဒီလိုမျိုးကျွန်တော်ဖုန်းရောင်းတဲ့ဗီဒီယိုမတင်တာလေးလည်းကြာပြီပြီးတော့တင်မဲ့တင်တော့လည်းကျွန်တော်လုံးဝ share အလုံးကြီးရတာတဲ့အတွက်ကြောင့်မလို့ကျွန်တော်အားလေးတင်ပြီးတော့မယ်ပေါ့နော်16 Pro Max ကိုမှကျွန်တော် warranty 1 year အောင်ကြံသေးတဲ့အလုံး16 Pro Max နော်16 Pro Max မဟုတ်ပါဘူး16 Pro Max ကိုမှ warranty 1 year ကြံသေးတယ် battery က original battery 68ရာခိုင်နှုန်းပဲရှိသေးတယ် 2% ပဲရော့သေးတာအဲ့ဒါကိုမှ XA region နဲ့ 256GB ကိုသုံးရမယ် color အနေထားရလဲ natural titanium ဖြစ်ပြီးတော့16 series ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှပြောစရာမလို performance ဘိုင်းနေ camera ဘိုင်းနေဘာလို့ဘာမှပြောစရာမလိုအဲ့တော့16လောက်ထိကိုကျွန်တော်တို့မသွားကျင်သေးဘူး16 series တွေဈေးတက်နေတဲ့အချိန်မှာ16လောက်ထိကိုမသွားကျင်သေးဘူး340ကျော်50ဝန်းကျင်လောက်ထဲမှာအလုံးဝ all fine အလုံးတက်နေဦးမှာတော်တော်လေးရှားပါဖြစ်သွားတဲ့အလုံးလေးကင်ကျင်တယ်ဆိုလို့ရှိရင်ဒီကောင်ကိုကင်လို့ရတယ် natural titanium ဖြစ်ပြီးတော့ AC region 256GB နဲ့သုံးရမယ်အဲ့တော့မှကျွန်တော်ကပြောသလို official warranty ကလည်း1 year တော့ကြံသေးတယ်ဆိုတော့သူရဲ့ original ဘူးတွေလည်းပါမယ်အဲ့ဒါမှကျွန်တော်တို့ဒီ340ကျော်50ဝန်းကျင်မှာသုံးလို့ရတော့မှာပဲဖြစ်ပါတယ်ဆိုတော့ လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဆိုင်ဖုန်းနံပါတ်39948686ကိုဆက်သွယ်ပြီးတော့မှာယူလို့ရတယ်ဆိုင်မှာလာရောက်ကြည့်ရှုပြီးမှဝယ်ယူခြင်းတယ်ဆိုလို့ရှိရင်တော့ကုန်စည်တန်းလန်းအောက်ဘလောက်တင်ကြီးစကမှတ်တိုင်ဒီဗဘဲတဲ့မြို့နယ်မှာကျွန်တော်ဆိုင်တရှိပါတယ်